ဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်အခုတင်ဆက်ပေးမယ့်ဗီဒီယိုကတော့ကျွန်တော်တို့တငယ်ချင်းတွေပေါ့နော်ကျွန်တော်မိတ်ဆွေတငယ်ချင်းအကုန်လုံးပေါ့နော်အခုဒီဗီဒီယိုကြည့်တဲ့လူတွေပါအကုန်လုံးကျွန်တော်လက်တွေညောင်းညံကြိုက်ခဲကြကြရင်ဘယ်ညာအကျိုးကန်ရမယ်ဆိုတဲ့အကြောင်းရင်းကျွန်တော်ပြောပြပေးပါတော့နော်ကျွန်တော်လက်တွေတောက်တယ်မာတယ်လက်တွေစုပ်ကန်လို့မရတဲ့အရာတွေအများကြီးရှိတယ်ကျွန်တော်လက်ချောင်းတွေဒါကြိုက်တာရင်အောက်တာရှိတယ်ဒီလက်တစ်ခုလုံးကပြေပြောင်းနိုင်မှုတော့ပေါ့နော်ဘယ်လိုမျိုးကင်တွေရမှာအကျိုးလေးကိုကျွန်တော်တင်ဆက်ပေးတာပါအမှန်ကြီးဒီလက်ညိုလက်ခနဲ့အောက်ကိုလက်နှချောင်းအမြောက်ပေါ့နော်အဲ့လောက်အမြောက်မှာ5စက္ကန့်လောက်ဖိပေးရမှာနှိပ်ပေးရမှာအဲ့လက်နှချောင်းတော့တိုင်းတာလိုက်နော်တိုင်းတာပြီးတော့သူ့ရဲ့အောက်နားမှာနော်အဲ့မှာအဲ့အကျိုးကိုလက်နှချောင်းရဲ့အောက်မှာဖြည်းဖြည်းချင်းဖိသွားတယ်5စက္ကန့်လောက်ဖိပြီးတော့ထားပေးရမှာအဲ့လိုထားပြီးတော့လည်းလက်မြို့တက်တာမတက်တာလားကျွန်တော်ကိုမပြန်ရေးသွားပြီနော်ပြီးတော့ဒီလက်ချောင်းရဲ့ဒုတိယအဆင့်မှာအဲ့လိုလက်ညှိုးလေးနဲ့ထောက်သွားပြီအဲ့လိုအဲ့ရတယ်5စက္ကန့်လောက်35ဒီဂရီရဲ့ဆောင်းအောင်ပေါ့နော်ဖိပြီးပေါ့လက်ဖြားလေးမတိုးနဲ့နော်ကျွန်တော်ထောက်ပြတဲ့အတိုင်းပဲအဲ့အတိုင်းပဲလုပ်ပြီးဒါလက်တွေအောက်လာရင်လက်ချောင်းလေးတောက်တင်းနိုင်နာလာရင်သူကအဆင်ပြေတယ်နော်ကျွန်တော်လက်ချောင်းကိုကုတ်ကန်တော့မရတဲ့အရာတွေသူကကျွန်တော်တင်ဆက်ပေးတာပါလက်ချောင်းနဲ့အညောင်းပြည့်သလိုကိုခန္ဓာတစ်ခုနဲ့အညောင်းပြည့်တယ်လက်ပြင်မှာတစ်ခုလုံးအညောင်းနဲ့ပြည့်တာပေါ့နော်တိုက်ခဲနေတဲ့လက်တွေကစအကုန်ညောင်းပြည့်တယ်ချို့လက်တွေမဆုပ်ခြင်းမကန်ခြင်းတဲ့အရာတွေစအခုကျွန်တော်ပြတဲ့နည်းတိုင်းပဲနော်လက်မဆိုတဲ့လက်မအောက်မှာအဲ့လိုမျိုးပါဒီနေပြရမှာနော်လက်မတစ်ခုကြောင်းလက်ညှိုးတဲ့လက်မတစ်ခုကြောင်းမှာလည်းအဲ့လိုမျိုးကန်ပြရမှာနော်အခုကျွန်တော်ပြပြတဲ့ညာလေးကြည့်ပြီနော်ပြီးရင်ကိုယ့်ကိုလှုပ်ဆန်းကြည့်ရင်ပြေတာမပြေတာဆိုတော့အညောင်းရဘူးတစ်ခုလုံးပြေသွားစေချင်အောင်ကျွန်တော်ပြောတစ်ခါလောက်ကကြရင်5စက္ကန့်လောက်ပြီးလက်ချောင်းချင်းဘွဲတော့ပူပြီးတော့ပြီးရလက်ချောင်းလေး5ချောင်းကန်ပြီးတော့မှားတင်ပေးရမှာဘယ်ရောညာအဲ့လိုပဲလုပ်ပေးကြည့်နော်ကိုလုံးမတို့တော့အဆင်ပြေစေရမှာတတ်တာစေရမှာညောင်းညာတဲ့အရာလေးဒီကိုခဏကိုတစ်ခုလိုလည်းပေါ့ဆင်သွားစေရမှာအဲ့ဒါပြီးတော့လက်ဖွားအလေတဲ့ဟိုမှာလည်းအဲ့လိုပါလက်ဖွားအလေပူပေါ့နော်အဲ့ကလည်း5စက္ကန့်ဒါမှမဟုတ်10စက္ကန့်တော့ဖိရလိုက်လက်ညှိုးလေးနဲ့လက်မနဲ့လက်ညှိုးနဲ့ဖိလို့ရတယ်နော်သုံးမျိုးဖိရလိုက်ဖိအဲ့လိုပဲလုပ်ပဲပြီးလက်တီးဆုပ်ကစားလက်ချောင်းလေးကနေကစားပေးကြည့်ပြီးရင်ခုနလက်နောက်စစ်လေးနည်းနည်းတင်းပြီးဟိုကလပ်ပြီးနည်းနည်းတင်းရအောင်မချိုးရအောင်နော်လက်မချိုးနဲ့လက်ကိုခါချင်းလက်ကိုချိုးချင်းမလုပ်နဲ့နော်လက်ကိုမီအောင်ချိုးချင်းမလုပ်နဲ့အခုကျွန်တော်ပြောတဲ့အတိုင်းကိုဒီအကျော်လေးကျွန်တော်ပြပါပြအကျော်လေးလိုက်ပြီးကြည့်ပြီးတော့ကင်သွားပြီတော်တော်ပြင်းမြန်တယ်အကျမ်းမာရေးတော့နော်ခေါင်းကိုက်လို့မူးရတာစီးမယ်ဆိုတော့ဒါပြင်းမြန်တယ်နော်ဒါတစ်ခုလုံးပို့ပါမှာဒီလက်တစ်ခုလုံးလဲခဏကိုပို့ပိုင်းတစ်ခုပို့ပါမှာနောက်မှကျွန်တော်အောက်ပိုင်းပဲပတ်သက်တာကျွန်တော်ပြပြမယ်နော်ဒါညောင်းညောင်းမူး